ဒီကလစ်လုံနီလေးကိုတူတူလိုက်လုပ်ကြည့်ရအောင်နော်ဒီမှာတော့2မျိုးလုပ်ပြပေးထားပါတယ်တစ်မျိုးကတော့ဒီလိုယုံထောင်လေးပါပြီးနောက်တစ်မျိုးကတော့ယူယူလေးပေါ့နော်ဒါကတော့အလှဖဲလေးတလက်မဆိုင်ကိုသုံးထားတာပါတလက်မဆိုင်ကို9လက်မစီဖြတ်ထားပါမယ်နမူနာပြထားတဲ့ပုံကတော့4လက်မဖြတ်ထားတာပါသူက9လက်မဖြတ်ထားတော့နည်းနည်းတော့စိုက်ကြည့်ပါမယ်အဲ့တော့စပြီးခောက်မယ်ဆိုရင်အလဲကနေပြီးတော့မှခောက်လိုက်မယ်ပြီးရင်တော့ခောက်ရိုးလေးပေါ်အောင်လို့မီချစ်လေးနဲ့အနာတက်ပြီးမယ်ပြီးရင်တော့ခောက်ပါမယ်ခောက်တဲ့ခါကျရင်တဝက်ကြော်လေးကိုခောက်ပြီးတော့မှအလဲကနေချိုးပြီးပြန်ပြီးဒီလိုလေးခောက်ပေးပါမယ်ခောက်တဲ့ခါကျရင်တော့ခုနခောက်ရိုးရပေးထားတဲ့ဒီအရာလေးကိုနည်းနည်းကြော်အောင်လို့ခောက်ပေးပါမယ်ပြီးရင်တော့ဒီလိုနှစ်ခုထပ်ထားတာလေးပြုတ်ထွက်မသွားအောင်လို့မီချစ်လေးနဲ့အနာတက်ပြီးတော့မှထိန်းပေးထားမယ်နှစ်ဖက်လုံးထိန်းပေးရမှာပါဒါဆိုရင်တော့တစ်ဖက်ပြီးသွားပါပြီကျန်တဲ့တစ်ဖက်ကိုဆက်ခောက်ပါမယ်ခောက်တဲ့ခါကျရင်ခုနခောက်ထားတဲ့ဆန့်ကျင်ဘက်ကိုခောက်ပေးရမှာပါခုနခောက်တူခောက်ရင်ဒီလိုမျိုးနှစ်ဖက်ကမတူတော့ဘူးပေါ့နော်ဒါကြောင့်ပြောင်းပြန်ပြန်ပြီးတော့မှခောက်ပေးပါမယ်ခောက်ပြီးရင်သူလည်းခုနခောက်ရိုးကျိုးလေးနည်းနည်းကြော်ပြီးတော့မှထပ်ပေးပါမယ်ပြီးရင်မီချစ်လေးနဲ့ပြုံးမထွက်အောင်လို့အနာတက်ပေးမယ်ပြီးရင်တော့ခောက်ရပေးထားတဲ့နေရာလေးစပြီးချုပ်ပါမယ်ခုနခောက်တဲ့ချိန်တုန်းကဒီခောက်ယူကျိုးလေးကိုနည်းနည်းကြော်ပြီးခောက်ထားတာဖြစ်တော့ဒီအချုပ်တဲ့ခါကျရင်လွတ်ထွက်ပြီးကြံခဲ့တာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်အဲ့လေးချုပ်ပြီးသွားပြီဆိုရင်ဒီလိုလေးပုံလေးဖြစ်သွားပါပြီနှစ်ဖက်ခြုံလေးပေါ့နော်ဒါလေးကတော့စိုက်နေကြည့်ပါလေနမူနာကတော့နည်းနည်းသေးတယ်ပေါ့နော်4လက်မနဲ့5လက်မနဲ့ဆိုတော့ပြီးရင်တော့ကလစ်ပေါ်မှာအရင်ကလစ်ပေါ်မှာတက်ပြီးမှငါးမှုဖဲပက်လဲရတယ်လို့ငါးမှုဖဲပက်ပြီးမှကလစ်မှာကတ်လဲရပါတယ်ငါးမှုဖဲပက်ပြီးမှကလစ်မှာကတ်တယ်ဆိုရင်တော့ကော်ကောင်းမှအဆင်ပြေပါမယ်မဟုတ်ရင်တော့ပြန်ပြုတ်ထွက်တတ်လို့ပါအခုတက်မဲ့ကလစ်ကိုလည်းငါးမှုဖဲလေးတစ်ခါတည်းပတ်ထားတာကပို့ပြီးတော့မှဒီကလစ်ကိုတက်ရက်စီတယ်ပြီးတော့ရောင်နေသူတွေဆိုရင်လည်းပို့ပြီးတော့ရောင်နှမ်းလာတယ်လို့အစုံငါးမှုဖဲလေးပတ်ပြီးသွားပါပြီပတ်ပြီးသွားရင်ဒါလေးကိုကလစ်မှာတက်ပါမယ်တက်တဲ့ခါကျရင်တော့သူကဒီရိုးရိုးဆိုရင်တော့နှစ်ဖက်ညီတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကြိုက်တယ်လို့မျိုးတက်လို့ရပါတယ်တော့ယုံထောင်တက်တဲ့ခါကျရင်တော့ကိုပန်မဲ့ဘက်ကိုအတဲထားပြီးတော့မှတက်ပြီးရမှာပါဒါတော့အရင်ဆုံးရိုးရိုးလေးကတ်ပြီးပါမယ်ရိုးရိုးလေးကတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ကော်လေးထည့်ပြီးတော့မှတစ်ခါတည်းကတ်လိုက်အောင်ပါပဲဒါဆိုရင်တော့တစ်မျိုးရသွားပြီပေါ့နော်နောက်ထပ်ယုံထောင်လေးကိုလည်းကတ်ပြပါမယ်ယုံထောင်ကတော့သူကအရှိနောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုပန်တဲ့ဘက်ကိုအတဲထားပြီးတော့မှကလစ်ကိုချိန်ပြီးတော့မှကတ်ပြရပါမယ်ဟုတ်ကဲ့လေဒီတိုင်းလေးကတ်ပြီးလိုက်အောင်ပါပဲဒီကလုံနီးရတူတူပဲကတ်တဲ့နေရာမှာပဲကွာသွားတာပေါ့နော်အဲ့တော့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ရှင်